မင်္ဂလာပါရှင်2026ခုနှစ်မေလ16ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်အနောက်တောင်မုတ်တုံလေမြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ဝင်ရောက်သည့်အခြေအနေအနောက်တောင်မုတ်တုံလေဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်လွန်ခဲ့တဲ့24နာရီအတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာမေလရဲ့ပုံမှန်ပူချိန်တို့အောက်2ဒီဂရီဆယ်စီယပ်ကချင်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့ကရင်ပြည်နယ်တို့မှာမေလရဲ့ပုံမှန်ပူချိန်တို့အောက်3ဒီဂရီဆယ်စီယပ်မှ4ဒီဂရီဆယ်စီယပ်အထိနေပြီးတော့ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမေလရဲ့ပုံမှန်ပူချိန်တို့အောက်5ဒီဂရီဆယ်စီယပ်မှ6ဒီဂရီဆယ်စီယပ်အထိနဲ့အေယာဝတီတိုင်းဒေသကြီးမှာမေလရဲ့ပုံမှန်ပူချိန်အောက်9ဒီဂရီဆယ်စီယပ်လျော့နေခဲ့ကကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမေလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်2026ခုနှစ်မေလ15ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေ့ပူချိန်အခြေအနေများမှာ6မြို့မှာ40.4ဒီဂရီဆယ်စီယပ်မြင်းချံမြို့မှာ40ဒီဂရီဆယ်စီယပ်မြင်းမူမြို့မှာ39.5ဒီဂရီဆယ်စီယပ်ညာဦးမြို့မှာ38.8ဒီဂရီဆယ်စီယပ်စင်ဖြူကျွန်းမြို့မှာ38.5ဒီဂရီဆယ်စီယပ်ကံကောမြို့မှာ38.4ဒီဂရီဆယ်စီယပ်ပခုတ်ကူမြို့နဲ့မုံရွာမြို့တို့မှာ38ဒီဂရီဆယ်စီယပ်စီတထအုပ်လေကြောင်းမိုးလေဝသမှာ39.2ဒီဂရီဆယ်စီယပ်နဲ့စကိုင်းမြို့မှာ39ဒီဂရီဆယ်စီယပ်တို့ဖြစ်ကြပါတယ်မှတ်သားဝယ်ရမိုးရေချိန်များမှာဟင်္သာရမြို့မှာ3.46လက်မှာမုံရွာမြို့မှာ3.15လက်မှာချောင်းစုံမြို့မှာ2.68လက်မှာဖအံစိုက်တို့ရေမိုးလေဝသမှာ2.5လက်မှာမော်လမြိုင်ကျွန်းမြို့နဲ့ဟိုင်ကြီးကျွန်းမြို့တို့မှာ2.48လက်မှာစီကြိုက်ခမီမြို့မှာ2.44လက်မှာအင်္ဂပူမြို့မှာ2.34လက်မှာလေးမျက်နှာမြို့မှာ2လက်မှာနဲ့မော်လမြိုင်မြို့နဲ့ကြိုင်မရောမြို့တို့မှာ1.9ခွန်လက်မှာတို့တိုင်ထွာရရှိခဲ့ပါတယ်အားကောင်းတဲ့လေဖိအားနည်းကြောင့်အခြေအနေဒီကနေ့မြန်မာစံတော်ချိန်73:30နာရီချိန်တိုင်ထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေဖိအားနည်းကြောင့်ဟာဆက်လက်တည်ရှိနေပါတယ်ဒီကနေ့နေ့လည်းတနအီခွဲအချိန်မိုးလေဝသကြိုးတူမှာဖန်ယူရရှိတဲ့ပုံအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာတိတ်ထူထပ်နေပြီးဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတရံနေငယ်ဖြစ်ထွန်းနေကကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်တင်မှာတိမ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းနေရရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရာနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင်မှာတိမ်ထူထပ်နေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအလဲပိုင်းနဲ့နောက်မြောက်ပိုင်းဒေသတွေမှာလေပြင်းအားယုံနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာမြဝကျွန်းပေါ်မုတ်တမခွေမွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကျရောက်ပြီးလိုင်းတင်မှာလိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေဟာတနအီကိုမိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လိုင်းမြန်မာမြဝကျွန်းပေါ်မုတ်တမခွေမွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်ကျန်မြန်မာပင်လယ်ပြင်မှာလိုင်းတင်ရှိပါမယ်လိုင်းမြန်မာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်မနက်ဖြန်မနက်အထိခန့်မှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားရှမ်းပြည်နယ်မှာနေရာကျကျကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြောင်းမိုးထစ်ချုံရွာပြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်
နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးအသင်တင်ထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ33ဒီဂရီဆယ်စီယပ်61ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမှုထစ်ချုံရွာနိုင်ပါတယ်။အမြင့်ဆုံးအပူချိန်မှာ39ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ29ဒီဂရီဆယ်စီယပ်81ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးဆက်လက်ပူနေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်လွဲ2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။